လူဖြစ်ရတာတကယ်ခက်တာပဲအဲ့ဒီထက်ဆိုင်ရင်အကွေ့လိုမျိုးတွေကပြည့်တစားအိမ်မှာတွားရောက်စားတာကမှတော်ဦးမယ်ကြားဘူးလားတော့လဲနေုံနဲ့တင်ပတ်စံရတယ်ပြီးတော့ရန်တက်ကိုယူပြီးရင်တက်ကိုလည်းဖြည့်တင်းလို့ရသေးတယ်မလားပါဆက်ပိတ်ဆန်းအဲ့ဒီလိုအောက်တန်းကြတဲ့နီလန်းမျိုးကတော့စောစောနဲ့နောက်လူသက်ခံရမှာပဲငါတို့အခုရှုနေမင်းကြီးနောက်ကိုလိုက်နေတာကမှမှန်ကန်တဲ့လမ်းစဉ်ကွာညီကွေးအုပ်ဟာစူပူချင်းမောင်းခံလိုက်ရလို့ဘာမှမပြောရတော့ပဲကြံတဲ့ချက်ကင်တွေကိုပါဆက်ထဲအတင်းထိုးထည့်ပြီးတင်စီလိုက်ကြပါတယ်ဒါမှပဲသူတို့ဟာစိတ်ကြည်နက်မှုအပြည့်နဲ့ထွက်ခွာသွားကြပါတော့တယ်တညလုံးစီးအောင်ထားရတဲ့လူချုံချုံဟာမိုးလင်းတဲ့အထိစောင့်ပြီးမှပဲတကားကိုတုံးဖွင့်ပြီးအပြင်ထွက်ရဲပါတော့တယ်အပြင်ဘက်ခြံဝန်းတစ်ခုလုံးကတော့ပရိုပရီယဲနဲ့ပျက်စီးနေတာကိုတွေ့လိုက်ရတယ်စပွဲပုံမှာလည်းစီကွက်တွေခြေရာတွေနဲ့ပြည့်နေပြီးကျမ်းပြင်ပုံမှာလည်းမြေကွေးမွေးချိုကျန်ရစ်နေခဲ့ပါတယ်ဒါကလူတွေစားတောက်ထားတဲ့ပုံစံမျိုးမဟုတ်တာတော့အသေးချပါပဲတောရွာတွေမှာတရဲတစီနဲ့မြေကွေးဆုံးမတွေအကြောင်းပုံမြင်တွေအများကြီးရှိတယ်ဆိုပေမဲ့ဒါဟာသူကိုယ်တိုင်ပထမဆုံးအကြိမ်မျက်ဝါးထင်ကြတုံတွေ့ခဲ့ရတာဖြစ်ပါတယ်လူချုံချုံရဲ့စိတ်ထဲမှာထိတ်လန့်တုန်လုံးမိတော့လဲအဲ့ဒီထက်ပိုပြီးစိတ်လှုပ်ရှားမိသွားပါတယ်မိစ္ဆာတွေတကယ်ရှိတယ်ဆိုမှတော့လီကိုကြီးပြောတဲ့နတ်ဖျားအကြောင်းကလည်းအမှန်ပဲဖြစ်ရမယ်သူဟာမင်းညကနတ်ဖျားကိုကိုယ်တိုင်မတွေ့ခဲ့ရပေမဲ့စက်ကင်စားသွားတဲ့အဲ့ဒီမြေခွေးတွေကိုတော့အထင်ရှားတွေ့လိုက်ရတာပဲမဟုတ်ပါလားဒါတွေမကသေးပဲလီကိုကြီးကမြေခွေးမိစ္ဆာတွေကိုတောင်စေခိုင်းနိုင်တယ်ဆိုတော့ဒီအရေးချင်းကတကယ်ကိုလုံးဝလမ်းလုံးမနေဘူးလားယိုအိမ်တော်ကအစီကံတွေကတော့တကယ်ကိုတနာဖို့ကောင်းပါတယ်အထူးသဖြင့်ကြောက်မိမိပေါ့မင်းညကခြံဝန်းထဲကလှုပ်ရှားတံတွေကိုကြားပြီးကြောက်လန့်လုံးလို့လက်ပြလွှင့်မတက်ဖြစ်ခဲ့ရတာပါဒုတိယနေ့မနက်မှာတော့သူမဟာတုံရင်နဲ့ပြိုချုံချုံကိုလာပြီးဖြောင်းဖြတ်ရှာပါတယ်တခင်လေးအဲ့ဒီအရာတွေကမတန်ရှင်းဘူးကွယ်နောက်ကြရင်အိမ်ထဲကိုဒါမျိုးတွေထပ်မခေါ်ပါနဲ့တော့နော်ကြောက်မိမိမင်းညကကိစ္စကိုပိုက်ထဲမှာပဲမျိုးသိပ်ထားလိုက်ပါဘသူကမှသွားမပြောနဲ့ဦးနောက်ကြရင်မေမေကိုငွေ200စုချမယ်အဲ့ဒီမြေခွေးလေးကောင်ကတော့စိတ်ကြည်နက်မှုအပြည့်နဲ့သူတို့ရဲ့ကူစီပြန်ရောက်သွားကြပြီးကျန်တဲ့ကြက်ရိုးတွေကိုအိမ်ကမြေခွေးငယ်လေးတွေစီဝင်းမြပေးလိုက်ကြပါတယ်မနက်ခင်းရောက်တော့စာကလေးဆုံးကကောက်ကွေးနေတဲ့တကိုင်းအိုကြီးပေါ်ကိုပြန်တန်းလာပြီးမဝုန်းဝုန်းနဲ့အော်ဟစ်လိုက်ပါတယ်ထွက်လာပြီးအမိန့်တော်ကိုနာခံစမ်းမြေခွေးအိုကြီးဟာအခုတော့အခြေအနေကိုနားလည်သွားပြီးလိမ္မာသွားခဲ့ပါပြီသူဟာချက်ချင်းပဲအပြင်ကိုထွက်ကြပြီးရိုးတည်တည်မေးလိုက်တဲ့တခင်ကြီးဘာများအမိတ်ရှိပါတလဲခင်ဗျာစာကလေးဆုံးကပြောပြီးတဲ့နောက်မှာထပ်မံဖြည့်ဆွတ်ပြောကြားလိုက်ပါတယ်ဒီညရှုအိမ်တော်ကိုသွားရမယ်တခင်ကြီးကမင်းတို့ကိုအမိနာမတွေပေးသနာတော်မူမယ်တဲ့ပြီးတော့ဒီအရက်ဝင်းကျင်မှာရှိတဲ့ဘုန်းကြီးတွေနဲ့ရသေးတွေကိုသွားပြီးစုံစမ်းခိုင်းလိုက်သေးတယ်ဘသူကတကယ်အရေးချင်းအစစ်မှန်ရှိလဲဆိုတာကိုကြည့်ကျင်လို့တဲ့အမိနာမပေးသနာမယ်ဆိုတာကိုကြားရတဲ့အခါမှာတော့မြေခွေးအိုကြီးဟာဝမ်းသာအားရဖြစ်သွားပြီးပါဇက်တောင်မပိတ်နိုင်တော့ပါဘူးကျွန်တော်ကတော့ကရင်ပေါ်မှာလဲနေရင်တစ်ဖက်ကလည်းရှောင်းဟုန်ခွန့်ကျွေးတဲ့အသားဆန်ပြုတ်ကိုတောက်ကစဉ်းစားတွေးတောနေမိပါတယ်ကျွန်တော်ဟာအခုချိန်မှာရန်တက်ကလွန်ခဲ့ပြီးရင်တက်ကအားနေနေတာပါဝိညာဉ်ကအလွန်မင်းအားကောင်းနေပေမဲ့ခန္ဓာကိုယ်ကတော့အလွန်အားနေနေတဲ့အတွက်တေချာလေးပြန်လဲအားဖြည့်ဖို့လိုအပ်ပါတယ်တမားတော်ကြီးတွေကတော့ပြင်းထန်တဲ့ဆေးတွေကိုမတိုက်ရဲကြပေမဲ့ကျွန်တော်ကတော့ရဲရဲဝုန်းဝုန်းသုံးဆွဲရဲပါတယ်ပြိုချုံချုံဖို့ပေးထားတဲ့လူစမ်းတွေကိုအချက်လိုက်ထိဖြတ်ခိုင်းပြီးနေတိုင်းရှာအောက်မှာတစ်ချက်စီမုံထားစေခဲ့ပါတယ်တွားရီကတဆင်ဆေးအာနိတင်ကိုတဖြည်းဖြည်းချင်းပြောဝင်စေတာပါပြီးတော့အသားဆန်ပြုတ်နဲ့ဆေးဆွတ်ပြုတ်တွေကိုလည်းနည်းနည်းနဲ့အချိန်ချင်းတောက်သုံးပေးတဲ့အတွက်ခန္ဓာကိုယ်ပြန်လဲကျန်းမာလာတဲ့နှုံကတော်တော်ကိုမြန်ဆန်လာခဲ့ပါတယ်ရှောင်းဟုန်ကတော့ကျွန်တော်ရေးပေးထားတဲ့ဆေးညွှန်းစာရွက်ကိုကြည့်ပြီးအော်တုံလုံးနေရှာကတခင်လေးကဘယ်ချိန်ကစပြီးဆေးပညာတွေကိုဒီလောက်အထိတက်မြောက်သွားတာလဲလို့တော့ဒီနေမိပါတော့တယ်ကျွန်တော်လည်းဘာမှထပ်မရှင်းပြတော့ပဲသူ့ကိုအမိတ်တိုင်းသာလုပ်ဖို့ပြောလိုက်ပါတယ်စံပြုတ်တောက်ပြီးတဲ့နောက်ကျွန်တော်ဟာခြံဝန်းထဲမှာကောက်တဲ့တဆုပ်ကိုကျဲပက်လိုက်ပြီးအဲ့ဒီစာကလေးဆုံးကိုဆက်ပြီးတော့ကျွန်တော်ရဲ့တူရှိုဖြစ်လုပ်ပေးဖို့တင်သွင်းလိုက်ပါတယ်ပြီးမှအခန်းထဲပြန်ဝင်ပြီးမူလခန္ဓာကိုယ်ပိုင်ရှင်ဖတ်ရှုခဲ့မှုတဲ့ကျမ်းစာတွေကိုယူကာဒီကဘာရဲ့စာပေနဲ့အတွေးခေါ်တွေကိုလေ့လာနေခဲ့ပါတယ်တိတ်မကြခင်မှာပဲရှောင်းဟုန်ကတကားတုံးဖွင့်ဝင်လာပြီးသတင်းပို့ပါတယ်တခင်လေးလိုရောက်လာပါတယ်ကျွန်တော်လည်းစာအုပ်ကိုချလိုက်ပြီးသူ့ကိုအထက်ခေါ်ဖို့ပြောလိုက်တဲ့စကားပဲမဆုံးသေးခင်မှာပဲယူချုံချုံဟာကတင်ရှိကိုတူးထောက်လျက်သားအရှိန်နဲ့ရှော့တိုက်ဝင်လာပြီးမျက်လုံးတွေအယောင်တောက်ကနေပါတော့တယ်အကူကြီးတကယ်ကိုနတ်ဖျားပဲဗျာကျွန်တော်မနေ့ကတကယ်ပဲပတ်စံကောက်ရခဲ့တယ်ကျွန်တော်လည်းရှောင်းဟုန်ကိုပြုံးပြပြီးအပြင်ထွက်ကတကားပိတ်ထားဖို့အချက်ပြလိုက်ပါတယ်ယူချုံချုံဟာချက်ချင်းပဲအနာကိုတူးကပ်လာပြီးအတန်ကိုနှိပ်ကမေးပါတော့တယ်အကူကြီးမနေ့ညကချက်ကင်စားသွားတဲ့အဲ့ဒီຢာတွေကမြေခွေးနတ်ဖျားတွေဟုတ်တယ်မလားကျွန်တော်လည်းကောင်းကြီးပြလိုက်ပါတယ်မမပါဘူးသူတို့ကိုတွားခိုင်းတာကျွန်တော်ကိုယ်တိုင်ပါပဲငါမင်းကိုသူတို့နဲ့မိတ်ဆက်ပေးမလို့ဒါကမင်းကိုငါပြောခဲ့တဲ့နတ်ဖျားနဲ့စုံစည်းခွင့်ရေးဆက်ပဲယူချုံချုံဟာစစ်လှုပ်ရှားတယ်လို့နဲ့တစ်ဖက်ကလည်းကြောက်ရွံ့နေပြီးရေရွတ်ပါတယ်အကူကြီးဒါပေမဲ့ကျွန်တော်မိတ်ဆာတွေကိုကြောက်တယ်ဗျဘာကြောက်တာလဲငါကမင်းကိုနစ်နာအောင်လုပ်မလားကျွန်တော်ကသူ့မျက်လုံးတွေကိုစိုက်ကြည့်ပြီးဆက်ပြောလိုက်တယ်ငါကဒီတဘောမှာနတ်ဖျားဖြစ်ဖို့ကံပါလာပြီးသားဒါပေမဲ့ဘေးဒုက္ခတွေကအများကြီးကြုံရအောင်မှာအဲ့ဒါကြောင့်ငါ့ကိုကာကွယ်ဆောက်ရှောက်ပေးမဲ့သူလိုအပ်တယ်မင်းကောသဘောတူရဲ့လားယူချုံချုံကကြားရတဲ့အခါမှာတော့ချက်ချင်းပဲလက်မြောက်ပြီးတစ္ဆာဆိုပါတော့တယ်သဘောတူပါတယ်ဗျာကျွန်တော်ယူချုံချုံဟာဒီတက်မှာအကိုကြီးနောက်ပဲလိုက်ပါတော့မယ်အကိုကြီးရဲ့ဓာတ်ကဘယ်ဘက်ကိုညွှန်းကျွန်တော်အဲ့ဒီဘက်ကိုပဲကုတ်ပါမယ်ကျွန်တော်လည်းတပြင်းတစ်ချက်ချလိုက်မိတယ်ဒီလူလေးကတော့တကယ်ကိုရိုးလုံးပါတယ်ကျွန်တော်ကလေတံကိုပြောင်းပြီးခက်ခက်ညာညာနဲ့ဆက်ပြောလိုက်တယ်မင်းကသဘောတူရဲ့ဆိုမှတော့ငါမင်းကိုစွမ်းအားအစစ်အမှန်တွေတင်ပေးရမှာပေါ့ငါတွက်ချက်ကြည့်ရတဲ့လောက်မကြခင်မှာငါဘေးဒုက္ခတစ်ခုကြုံရလိမ့်မယ်အဲ့ဒါကြောင့်မင်းရဲ့အင်အားကိုငှားဖို့လိုအပ်တယ်ငါကမင်းကိုမြေခွေးနဲ့ဖျားအဆောင်တစ်ခုတိဆောက်ခိုင်းပြီးအဲ့ဒီမြေခွေးတစ်အုပ်ကိုအိမ်မှာပင့်ဖိတ်ပြီးကိုးကွယ်ခိုင်းဖို့စိတ်ကူးထားတယ်ငါမင်းကိုရှာမန်ဘာသာရဲ့နတ်ဝင်ဒီအတက်ကိုတင်ပေးမယ်ဒါပေမဲ့ပေးဆက်ရမယ့်တန်ဖိုးအနေနဲ့တော့မင်းရဲ့စွမ်းရည်နဲ့စိတ်သက်ပိုင်းဆိုင်ရာနဲ့ငယ်တော့ထိခိုက်လိမ့်မယ်မင်းလက်ခံနိုင်ရလားကြင်ကြံစရာမလိုပဲစွမ်းအားတွေရမှာလားပြီးတော့ဝေးလဲကြအောင်မယ်ပေါ့ဒါကတကယ်ကိုတွက်ချေကြိုက်တဲ့အယောင်းဝယ်ပဲမဟုတ်လားအကိုကြီးကျွန်တော်ကိုအမြန်တင်ပေးပါတော့ဗျာကျွန်တော်လည်းစိတ်ပြတ်သွားမိတယ်ဒီကောက်ရဲ့အတွေးခေါ်ကတော့တကယ်ကိုထူးခြားလုံးပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်ဟာမန်နန်တွေနဲ့အဆောင်အုံပြင်ဆင်ပုံစည်းကမ်းချက်တွေကိုတည်တည်ချာချာတင်ကြားပေးလိုက်ပါတယ်အိမ်ပြန်ရောက်ရင်တိတ်ဆိတ်တဲ့အခန်းတစ်ခန်းကိုရှာပြီးလင်းနဲ့မင်းကြီးရဲ့ဆရာသခင်ပလင်နဲ့အဲ့ဒီမြေခွေးနဲ့ဖျားရဲ့ပလင်တွေကိုပိတ်ဖိတ်ကူကွယ်ရမှာဖြစ်ပါတယ်လဆန်တရက်နဲ့15ရက်နေ့တွေမှာငါးချင်းဟင်းတွေနဲ့ပူဇော်ပတ်သားရမယ်ဒီခန်းကိုပုံမှန်အားဖြင့်ဖွင့်လို့မရတယ်လို့တခြားလူတွေကိုလည်းပေးမဝင်ရပါဘူးမင်းတယောက်တည်းသာဝင်ခွင့်ရှိပါတယ်ကျွန်တော်ကတိတိကျကျထပ်မှန်မှကြားလိုက်ပါတယ်ဒီမြေခွေးတွေကမင်းအိမ်ကအစားအစာတွေကိုအလကားစားမှာမဟုတ်ဘူးသူတို့ကသတင်းအချက်လက်တွေအလွန်နဲ့ဆက်တဲ့အတွက်မင်းစီးပွားရေးလုပ်တဲ့နေရာမှာအသုံးချလို့ရတယ်ဒါပေမဲ့ပတ်စံတွေအများကြီးရလာတဲ့အခါကျရင်တော့အဲ့ဒီငွေတွေကအချို့ကိုကုသိုလ်ကောင်းမှုတွေပြန်လုပ်ရမယ်ဒါကမင်းအတွက်ကော
အဲ့ဒီမြေခွေးနဲ့ဖျားတွေအတွက်ပါကုသိုလ်အရှိန်ဝါတွေကိုစုဆောင်းပေးရရောက်လိမ့်မယ်ဒီမြေခွေးအုပ်ထဲမှာမင်းရဲ့စားတာမွေးတက်တွေရှစ်လုံးနဲ့ကန့်ညီတာတစ်ကောင်ပဲရှိတယ်ဒါပေမဲ့သူတစ်ကောင်နဲ့တင်ကျန်တဲ့မြေခွေးသုံးကောင်လုံးကိုထိန်းချုပ်ထားနိုင်တဲ့မြေခွေးဆိုတာအစာကျွေးရုံတင်မကပဲဆုံးမတုံတင်ဖို့လည်းလိုတယ်အားတဲ့အခါကျရင်သူတို့ကိုပညာသင်ပေးလိုက်ဦးလူချုံချုံတယောက်စာသင်ပေးရမယ်ဆိုတာကြားတော့မျက်နှာပြတ်သွားပြီးအကိုကြီးကျွန်တော်ကိုယ်တိုင်တော့စာလုံးကြီးကြီးအနှဲငယ်ပဲတက်တာပါရလို့ပြောပါတယ်ကျွန်တော်ကမျက်နှာတီးပြီးသူ့ကိုခြောက်လိုက်တယ်လူချင်းဝတ်ကိုမတင်ပေးရင်တနေ့နေ့တစ်ချိန်ချိန်မှာတားရဲစိတ်ဝင်ပြီးမင်းတို့တမိသားစုလုံးကိုကိုက်စားပြရင်ဘယ်လိုလုပ်မလဲသူတို့ကိုကလေးလိုမျိုးသဘောထားပြီးပြုစုပြောင်းထောင်ရမယ်ရင်ပါလာမှာပဲမင်းအတွက်အသက်ပေးပြီးအမှုထမ်းမှာပြီးတော့အစာကျွေးတဲ့အခါကိုယ်တိုင်ကျွေးရမယ်သူတို့မင်းရဲ့အနံ့ကိုမှတ်မိနေအောင်လို့လေနောက်ပြီးသူတို့နဲ့စကားခဏခဏပြောပေးမင်းရဲ့အတန်ကိုယုံတော့အောင်လို့အရာအလုံးကိုစီစဉ်ပြီးတဲ့နောက်မိုးလဲပိုင်းမှာတော့ကျွန်တော်အခန်းထဲပြန်ပြီးခိတ္တနာယူခဲ့ပါတယ်အိပ်ပျော်တော့ပြောက်ဖြစ်နေတော့အိမ်မက်ဆိုတစ်ခုမက်ခဲ့တဲ့အိမ်မက်ထဲမှာလေပြင်းတွေတိုက်ခတ်နေပြီးတကားနဲ့ပြင်းပေါက်တွေလည်းဝုန်းတိုင်းကျဲလုတ်ခတ်နေတယ်ကျွန်တော်တကားပိတ်ဖို့ထားလိုက်ပြီးအလှည့်မှာတော့အိမ်ကောင်မိုးထုတ်တန်းပေါ်မှာလူတစ်ယောက်ကျိုးဆွဲချတည်ဆုံးနေတာကိုတွေ့လိုက်ရတယ်အဲ့ဒါကကျွန်တော်ရဲ့အစီခံမလေးရှောင်းဟုံဖြစ်နေပါတယ်ရှောင်းဟုံဟာသပင်ဖားလျက်ချထားပြရှာကြီးအရှိကြီးထွက်နေတဲ့တင်နေတဲ့ငါးမျက်လုံးလိုမျိုးကျွန်တော်ကိုစိုက်ကြည့်နေတာကြောင့်ကျွန်တော်ချွေးစည်းတွေပြန်လာခဲ့တယ်ပြီးခဲ့တဲ့ဘဝကကြင်ကြံပြီးကလေးကကျွန်တော်အိမ်မက်မက်ဘူးတော့ဘူးအခုဒီအိမ်မက်မက်တာကတော့တခုခုကိုအတိတ်နမိတ်ပြနေတာတေးချတယ်ကျွန်တော်ချက်ချင်းပဲကြီးပြားတွေကိုထုတ်ပြီး6ချိန်တိုင်တိုင်ပေးတင်ဟောကြည့်လိုက်တော့ပေါ်ကွာမကောင်းတဲ့နမိတ်ထွက်လာတယ်မကောင်းဆိုးဝါးတွေလွှမ်းမိုးနေပြီးအလွန်ကန်ဆိုးမဲ့နမိတ်ပါပဲကျွန်တော်ကတော့လူပြည်ကိုပြန်ရောက်လာတဲ့လောကီသားဖြစ်တာကြောင့်အဲ့ဒီမကောင်းဆိုးဝါးတွေကကျွန်တော်စီကိုရည်ရွယ်ချက်ရှိရှိရောက်လာကြတာဖြစ်ရမယ်အဲ့ဒီကျိုးဆွဲချတည်တဲ့တရေကကျွန်တော်ကိုရှာတွေ့ရုံနဲ့မကပဲအပေါင်းဖော်တွေကိုပါခေါ်လာသေးတာပဲကျွန်တော်ကတော့ခက်ပြုံးပြုံးပဲကျွန်တော်လူကိုလာထိချင်တာလားမရနိုင်ဘူးကျွန်တော်ရှောင်းဟုံကိုချက်ချင်းခေါ်လိုက်ပြီးသူမရဲ့စပင်းတစ်မြောက်ကိုညှက်ယူလိုက်တယ်ပြီးတော့မွေးတက်ဂရစ်စာတာကိုလည်းတောင်းလိုက်ပါတယ်ရှောင်းဟုံကတော့ကျွန်တော်ဘာမကောင်းတာလုပ်မလို့လဲဆိုပြီးရှက်တွေးဖြန်းကမျက်နှာတစ်ခုလုံးညှင်းညမ်းသွားပြီးမြပြောတဲ့အတိုင်းလုပ်ပေးရှာပါတယ်ကျွန်တော်စက်ကူညှက်နဲ့စပင်းကိုပတ်လိုက်ပြီးမန်တန်ဆုပ်ကိုရွတ်ဖက်လိုက်တယ်ပြီးတော့လူချုံချုံကိုအသက်3နှစ်အထက်ရှိတဲ့မွေးမြူထားတဲ့ကျမအိုရှင်တစ်ကောင်သွားဝယ်ခိုင်းလိုက်တယ်ဝတ်တုကြီးကဘာမှပြန်မပြောပဲအပြင်ထွက်တော့ဟာပြီး6ပိတာ9ပိတာလောက်ရှိတဲ့ကျမတစ်ကောင်ဝယ်လာပြီးပါတယ်ကျွန်တော်ကမန်တန်ဆုပ်ကိုကြက်ရဲ့ဘိုက်ထဲကိုထည့်လိုက်ပြီးရှောင်းဟုံကိုပေးလိုက်တယ်ဒီရဲ့ပိုင်းတွင်းမှာဒါကိုမင်းရဲ့ကတင်ကောင်းရင်မှာချီထားလိုက်အသက်အန္တရာယ်နဲ့ဆိုင်တာမို့လို့ပြောတဲ့အတိုင်းတေချာလုပ်ပါလို့မှားလိုက်တယ်ရှောင်းဟုံကတော့ကြောက်လန့်ပြီးမျက်နှာဖြူဆုပ်ကကောင်းကိုတဲဆန်းကြီးပြရှာတယ်ကျွန်တော်ကမိဘတွေနဲ့အိမ်ကအစီခံတွေကိုလိုက်ကြည့်လိုက်တော့သူတို့မျက်နှာမှာအမဲဆက်ကန်ဆိုးတဲ့အရေးအယောင်တွေရှိနေပေမဲ့အသက်အန္တရာယ်ရှိမဲ့အထိမဟုတ်တာကိုတွေ့ရတယ်ကြည့်ရတာအဲ့ဒီမကောင်းဆိုးဝါးကပြောတဲ့အကောင်ကိုအရင်နှိမ့်ဆက်တဲ့သဘောနဲ့ရှောင်းဟုံကိုအရင်ဆုံးလာလုပ်တာပဲဒါနဲ့ကျွန်တော်လူကြုံနဲ့ရှောင်းဟုံကိုအိမ်ရှိဝင်တွေကပစ္စည်းတွေကိုရွှေ့ခိုင်းပြီးရိုးရှင်းတဲ့ဖုံးရွှေအစီအမံတစ်ခုလုပ်လိုက်တယ်နောက်ဆုံးမှာတော့တကားဝမှာမကောင်းဆိုးဝါးတားဆီးတဲ့မန်နန်စက်ကူကိုမိရှို့လိုက်ပါတယ်ဒါရီအားလုံးလုပ်ပြီးတဲ့နောက်ကျွန်တော်စဉ်းစားကဝင်မိတယ်ဒီမကောင်းဆိုးဝါးကအိမ်ထဲကိုဘယ်လိုဝင်လာတာလဲအိမ်တိုင်းမှာအိမ်ဆောင်နဲ့ရှိတာပဲဖိတ်ခေါ်ခြင်းမရှိပဲကျူးကျော်ဝင်ရောက်လို့မရတင်ဘူးလေအတွင်းလူတယောက်ကလမ်းပြခေါ်လာတာမျိုးမဟုတ်ရင်တော့မဖြစ်နိုင်ဘူးကျွန်တော်ချက်ချင်းပဲဒီခန္ဓာကိုယ်ရဲ့မူလပိုင်ရှင်ရွှင်ရွှင်ရဲ့ဝိညာဉ်အကြောင်းကိုတွေးမိသွားတယ်မူလပိုင်ရှင်ရဲ့ဝိညာဉ်ကသာအဲ့ဒီကျိုးဆွဲချတဲ့တရားကိုလမ်းပြပြီးခေါ်လာတာဆိုရင်တော့အားလုံးကအတိတ်ပဲရှိသွားပြီးဒီကိစ္စကိုတော့မဖြစ်မနေဖြေရှင်းရမယ်မူလပိုင်ရှင်ရဲ့ဝိညာဉ်သာအင်အားကြီးလာပြီးအလောင်းဆောင်တဲ့ဒါမှမဟုတ်မိစ္ဆာအဖြစ်ပြောင်းလဲသွားရင်ကျွန်တော်ရဲ့ဒီခန္ဓာကိုယ်ရဲ့ရေရှည်မှာဘယ်လိုမှစိတ်ချရမှာမဟုတ်တော့ဘူးစင်စာကြည့်ရတဲ့လောက်အကောင်းဆုံးနည်းလမ်းကတော့မူလပိုင်ရှင်ရဲ့ဝိညာဉ်ကိုကျွန်တော်ရဲ့နာမည်အဆောက်အအုံဖြစ်ပြောင်းလဲကျင့်ကြံပြဖို့ပါပဲစာကောနမင်းကဝိညာဉ်တွေကိုတင်သွင်းပြီးဝန်လင်းကွန်ဖြစ်ထားရှိတယ်လို့မျိုးပေါ့အချင်းချင်းအကျိုးပြုတာကသူ့ကိုမကောင်းဆိုးဝါးတရားရဲ့ဖြစ်ခွင့်ပေးလိုက်တာထက်အများကြီးပိုကောင်းပါတယ်နောက်တစ်နေ့မှာတော့ကျွန်တော်အိမ်သားတွေကိုအိမ်တအိမ်လုံးအပေါ်အောက်တက်ရှင်းလုပ်ခိုင်းပြီးဖုံးရွှေအစီအမံတွေကိုပြန်လည်ပြင်ဆင်ကကောင်းမွန်တဲ့စွမ်းရည်တွေစုစည်းအောင်လုပ်လိုက်တဲ့ညစာစားတဲ့အခါမှာတော့ကျွန်တော်ကခန္ဓာကိုယ်အားပြည့်အောင်ချက်စုပ်ပြုတ်တောက်ချင်တယ်လို့ပြောတာကြောင့်လီဘူးကလည်းအလိုက်တင်မဲ့တက်တက်လို့မဟုတ်တဲ့ဟင်းညာတွေကိုပြင်ဆင်ပေးပြီးယူကြုံကြုံကိုပါခေါ်ပြီးဝိုင်းတောက်ကြပါတယ်ဝတ်တုတ်ကြီးယူကြုံကြုံကလည်းလူမှုရေးအကဲခတ်တော်တော်ရှာတယ်လီဖိုးကြီးစိတ်ချမ်းသာပြီးတဟားဟားရင်နိုင်အောင်ပြောဆိုပြမှုတတ်တယ်လို့သူ့ဘာသာလဲဝိုင်းခွန်းခွက်ရှစ်ခွက်လောက်မုတ်ပစ်လိုက်တယ်အဲ့ဒီအပြင်ကျွန်တော်လူပြည်ပြန်ရောက်လာတဲ့အပေါ်လီဖူရဲ့စိတ်ထဲကနောက်ဆုံးကျန်နေတဲ့တန်တရားတွေကိုပါတခါတည်းပျောက်ပြဲသွားအောင်ကူညီပေးနိုင်ခဲ့ပါတယ်ညစာစားပြီးတဲ့နောက်မိဘတွေကအခန်းထဲကိုအနားယူဖို့ပြန်သွားကြပြီးကျွန်တော်တို့ကိုလည်းစောစောအိပ်ဖို့မှာခဲ့ပါတယ်လူကြီးတွေထွက်သွားပြီးတဲ့နောက်ကျွန်တော်နဲ့ဝတ်တုတ်ကြီးတို့ဟာအရှိတ်ဘက်ဝင်းထဲကိုထွက်လာခဲ့ကြတယ်ကျွန်တော်ကကလပ်ထိုင်ပေါ်မှာထိုင်နေပြီးဝတ်တုတ်ကြီးကတော့လက်မင်းအောက်မှာမတ်တက်ရက်နေတယ်ပြီးတော့ရှောင်းဟုံနဲ့ကျန်တဲ့အစီခံတွေကိုပါပြန်လွတ်လိုက်ပါတယ်အစီခံတွေလည်းအမင်းကြီးတစ်ခုကနေလွတ်မြောက်သွားတယ်လို့မျိုးဝမ်းသာအားရနဲ့လူစုခွဲထွက်သွားကြတော့တဲ့အခန်းထဲမှာတော့ကျွန်တော်နဲ့လူချုံနှစ်ယောက်တည်းပဲကြံခဲ့ပါတယ်ဖျောင်းတိုင်မီရောက်အောင်မှာဒီဝတ်တုတ်ကြီးရဲ့မျက်လုံးတွေကမိတိကြီးနှလုံးလိုတောက်ကနေတာဗျာကျွန်တော်သူ့ကိုနိုင်ဝက်လောက်ကြာမဲ့ကျင့်စဉ်နည်းလမ်းတွေကိုတင်ကြားပြသပေးခဲ့တယ်သူကတော့နားထောင်ရင်းနဲ့အသေးအတန်ကျင့်ကြံခြင်းစိတ်တွေတဖောက်ဖောက်ဖြစ်ပေါ်လာပြီးချက်ချင်းပဲပြန်တန်းကျင်နေတဲ့ပုံစံမျိုးဖြစ်နေရှာတယ်အဲ့ဒီအချိန်မှာပဲအပြင်ဘက်ကနေတကားကိုဒုံနဲ့လာခောက်တဲ့အတန်ထွက်လာပါတယ်ကျွန်တော်လက်ချောင်းလေးတွေနဲ့တွက်ချက်ကြည့်လိုက်ပြီးတကားတော့ဖွင့်ဖို့ပြောလိုက်တယ်ဧည့်သည်တွေရောက်လာပြီးလေခေါင်းပေါ်ကနေငှက်ကလေးတွေရဲ့ဆူဆူဝါးဝါအော်တန်တွေကြားလိုက်ရတယ်အဲ့ဒါကတော့တတိုင်းထောင်မှာစကားချောင်းနားထောင်ရတာဝါသနာပါတဲ့စာကလေးမင်းပဲဖြစ်ပါတယ်ဒီကောင်ကအစွမ်းထက်လာတာမဟုတ်ပေမဲ့တရင်ချက်လက်ဆူဆောင်းတဲ့နေရာမှာတော့ပထမတန်းစားပဲပြီးတော့ကားဖွင့်လိုက်တဲ့အခါအနက်ရောင်ဝတ်စုံဝတ်ထားတဲ့အဖွားကိုတယောက်ကခေါင်းကြီးတဲ့ကလေးတယောက်ခြေထောက်မတန်တဲ့လူတယောက်နဲ့ကုန်းကွက်အဖိုးကိုတယောက်တို့ကိုခေါ်ဆောင်လာတာကိုတွေ့လိုက်ရတယ်သူတို့ကကျွန်တော်ကလပ်ထိုင်ပေါ်မှာထိုင်နေတာကိုမြင်တာနဲ့ချက်ချင်းပဲအပြေးလွှားလာကြပြီးလူထောက်ချလိုက်ကြတယ်ညီကွေးမျိုးနယ်စုတစ်ခုလုံးကနတ်မင်းကြီးကိုလာရောက်ကြတော့ဝပြုပါတယ်ဖျားထားကြပါဒီနေ့ညမင်းတို့ကိုခေါ်လိုက်ရတဲ့ရည်ရွယ်ချက်ကတော့တစ်ချက်ကမင်းတို့ကိုအမိနာမတွေပေးသနာဖို့ဖြစ်ပြီးဒုတိယချက်ကတော့တရားဓမ္မကျင့်စဉ်တွေပြန်ပွားတင်ကြားပေးဖို့ဖြစ်တယ်တပည့်တော်တို့တော်တော်လေးဝမ်းသာပီတိဖြစ်ရပါတယ်ဖျားညီခွေးလေးကောင်လုံးဟာဒီစကားကိုကြားယုံနဲ့တင်စိတ်လှုပ်ရှားလုံးလို့ဦးကောင်းကိုတရက်ဆက်ကြမ်းပြင်းနဲ့ရိုက်ပြီးဂါရဝပြုကြတော့တယ်အထူးသဖြင့်အဖွားအုံညီခွေးကြီးဆိုရင်မျက်ရည်တွေတွင်စီးကြလာရှာတယ်ဒီလောက်နှစ်ပေါင်းများစွာကြာမှပဲနောက်ဆုံးမှာအတိမတ်ပြုခြင်းခံရတာကိုကျွန်တော်ကလည်းနှစ်သိမ့်စကားအနည်းငယ်ပြောပေးပြီးသူတို့စိတ်သက်ခွန်အားဖြစ်စေမဲ့စကားလုံးတွေနဲ့ဝေမျှပေးလိုက်ရညီခွေးလေးကောင်လုံးဟာတုံးလုံးချောက်ချပြီးကြီးနူးမဆုံးဖြစ်သွားကြပါတော့တယ်အဖွားကမြေခွေးထီလာတပည့်တော်ကတော့ဒီအဖွားကိုရုပ်တွင်ကိုပဲကျင်သားရနေပါပြီဖះအပြင်ထွက်ပြီးကိစ္စအဝေါ်ဆောင်ရွက်ရတာလဲပို့ပြီးအဆင်ပြေလို့ပါဒါဆိုရင်တော့အဖွားကိုနောက်ဟုကျင်းလို့ပဲခေါ်မယ်ပထမတစ်ကောင်ခေါင်းကြီးတဲ့ကလေးကိုဟူတူရှူဒုတိယတစ်ကောင်ခြေမတန်တဲ့လူကိုဟူပူထန်တတိယတစ်ကောင်ကုန်းကွက်အဖိုးကြီးကိုတော့ဟူတယ်လို့အမိပေးတယ်မင်းတို့တွေကျွန်တော်နောက်ကိုလိုက်လာကြပြီဆိုမှတော့လမ်းမှန်ကိုပဲရှောက်လိုက်ရမယ်နောက်ခိုးဝှက်နှက်ယူတာမျိုးတွေလုံးဝမလုပ်ကြနဲ့တော့
မှန်လားပါဖေဟာနောက်တစ်ဆင့်ကတော့တရားဓမ္မကျင့်စဉ်ပြန်ပွားတင် ကြပေးတဲ့အစီအစဉ်ပါပဲကျွန်တော်ဟူချင်းတို့မျိုးနွယ်စုရဲ့ကျင့်စဉ်စင်လာကိုမေးမြန်းကြည့်တဲ့အခါမှာတော့မျှော်လင့်ထားတဲ့အတိုင်းဟိုနာဒီနာကနေရှောက်ပြီးစုဆောင်းထားတဲ့လမ်းဘေးကျင့်စဉ်အညံ့စားတွေဖြစ်နေတာကိုတွေ့ရတယ်ဒါကြောင့်ကျွန်တော်ကသူတို့ရဲ့ရှုပ်ထွေးပွေလီလာတဲ့ကျင့်စဉ်တွေကိုတန်ဖိုးမရှိတဲ့အရာတွေဖြစ်ပယ်ချလိုက်ပြီးစစ်မှန်တဲ့နတ်မင်းကျင့်စဉ်ကိုလမ်းညွှန်ပြသပေးခဲ့ပါတယ်နှက်ကွန်းနှက်စင်တွေဘယ်လိုတိစောက်ရမလဲအပင်တွေဘယ်လိုဖွဲ့စည်းရမလဲနဲ့ကုသိုလ်တီလာတွေဘယ်လိုစုဆောင်းရမလဲဆိုတာကိုတေချာတင် ကြပေးခဲ့တယ်ဟူချင်းမင်းကောခွေချိုးကျွန်တော်ရဲ့အဆောင်ရှောက်တဲ့အဖြစ်ခံယူပြီးအတူတကွကြင်ကြအားထုတ်ဖို့ဆန္ဒရှိရလားတပည့်တော်လူလားပါတယ်ဖေဟာ